အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်သတင်းကတော့မက္ကဆီကိုမူရရာဇာလောင်းအစ်စ်ကိုရေမြောင်းပိုက်အတွင်းမှာပုံအောင်နေစဉ်အရှင်းလက်လက်ဖမ်းမိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာသတင်းဆောင်ရင်ရုပ်တံလိုင်းမှာကြိုဆိုပါရစေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာဒီနေ့မှာတော့နိုင်ငံတကာသတင်းကဏ္ဍတွေမှာရောရုပ်ရှင်ကားတွေကလို့စိတ်လှုပ်ရှားစရာကောင်းပြီးအပြင်လက်တွေ့မှာလည်းကမ္ဘာတဝန်းဟိုးလီတကြော်ကြော်ဖြစ်သွားစေခဲ့တဲ့မက္ကဆီကိုနိုင်ငံကသတင်းကြီးတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကတော့မက္ကဆီကိုနိုင်ငံရဲ့အင်အားကြီးဆုံးနဲ့အကြမ်းကြုတ်ဆုံးမူရကိုင်းတစ်ခုဖြစ်တဲ့ CJNG Jalisco New Generation ကတဲ့ရဲ့ခေါင်းဆောင်သစ်ဖြစ်လာမယ်လို့ထင်ကြေးပေးခံရသူကိုမက္ကဆီကိုအထူးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးလိုက်နိုင်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဖမ်းဆီးခံလိုက်ရတဲ့သူကတော့မူရလောကမှာ El Jardinero မြန်မာလိုဥယျာဉ်မှုလို့နာမည်ပြောင်းပေးထားကြတဲ့ Aureus Flores ဆေးပါပဲဖြစ်ပါတယ်။သူ့ကိုဖမ်းဆီးနိုင်ဖို့အတွက်အမေရိကန်အစိုးရကစုချင်းငွေအမေရိကန်ဒေါ်လာ9 သန်းအထိထုတ်ပြန်ထားခဲ့တာပါပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကမှဒီ CJNG ဂိုင်းကြီးရဲ့တီထောင်သူအဓိကခေါင်းဆောင်ကြီးတိတ်ဆုံးသွားခဲ့တာဖြစ်ပြီးတော့အဲ့ဒီနေရာကိုဆက်ခံမှုအလားအလာရှိဆုံးသူဖြစ်သတ်မှတ်ထားခံရတဲ့သူလည်းဖြစ်ပါတယ်ဒီလိုအင်အားကြီးမာတဲ့မွေးရခိုင်ခေါင်းဆောင်တယောက်ကိုဖမ်းဆီးရမိခဲ့တဲ့ပုံစံကတော့ဧပြီလ29ရက်နေ့ကမက္ကဆီကိုနိုင်ငံနေရာရစ်ပြည်နယ်ကရွာလေးတရွာအနီးမှာမက္ကဆီကိုအထူးတပ်ဖွဲ့တွေရေတန်းနဲ့ရဟတ်ယာဉ်တွေဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ကြတာပါစိတ်ဝင်စားဖို့ကောင်းဆုံးကတော့သူ့လိုတပ်တော်ဆောင်အင်အား60ကျော်ရင်တန်း30ကျော်လောက်နဲ့တွာလာနေတဲ့ဂိုင်းကောင်းဆောင်ကြီးကိုဖမ်းဆီးချိန်မှာတနက်တစ်ချက်မှမဖောက်ခဲ့ရတာပဲဖြစ်ပါတယ်အမေရိကန်ထောက်လှမ်းရေးရဲ့အကူအညီနဲ့16လတိတိအချိန်ယူစောင့်ကြည့်ပြီးမှအသေးချာဝင်းရောက်ဖမ်းဆီးခဲ့တာကြောင့်အခုလိုအသေးပြောင်းမရှိဖမ်းဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်ဖမ်းဆီးရမိချိန်မှာဥယျာဉ်မှုဟာကားလမ်းမေးကရီမြောင်းပိုင်တခုထဲမှာမြေခွေးတစ်ကောင်လိုပုံအောင်နေခဲ့တာကိုအရှင်းလက်လက်ဆွဲထုတ်ဖမ်းဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်သူဖမ်းဆီးခံရပြီးချင်းမှာပဲနောက်ဆက်တွဲကြရဲရိုက်ခတ်မှုတွေကတော့ချက်ချင်းဆိုသလိုထွက်ပေါ်လာခဲ့ပါတယ်သူ့ရဲ့တပည့်မွေးရကိုင်းသားတွေဟာဒေါသကြီးနဲ့ကားလမ်းမကြီးတွေကိုပိတ်ဆို့ဟာကားတွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုမိရှို့ဖျက်ဆီးတာတွေကိုပြုလုပ်ပြီးတော့အကြမ်းဖက်တုံ့ပြန်ခဲ့တယ်လို့လည်းသိရပါတယ်အဲဒါကြောင့်ဒေသခံတွေကိုအိမ်ထဲကနေအပြစ်မထွက်ဖို့အာဏာပိုင်တွေကအရေးပေါ်သတိပေးချက်တွေထုတ်ပြန်ထားရပါတယ်ဒီစစ်စင်ရေးဟာနိုင်ငံတကာမူရစေဝါတိုက်ဖြတ်ရေးသမိုင်းမှာအလွန်အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပြီးတော့ CJNG လို့အင်အားကြီးမူရခိုင်ကြီးရဲ့အမြင့်ဆုံးခေါင်းဆောင်ပိုင်း2ဦးကိုလပိုင်းတွင်မှာပဲဇက်တိုက်ဖြိုခွင်းနိုင်ခဲ့တာဟာမက္ကဆီကိုအစိုးရအတွက်တော့ကြီးမားတဲ့အောင်ပွဲတစ်ရပ်ပဲဖြစ်ပါတော့တယ်များယခုလိုမျိုးနောက်ဆုံးရသတင်းစုံလင်တွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ follow လေးလုပ်ထားဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်ဗျာ